ကျွန်တော်ငယ်ငယ်တုန်းကအဖေကျွန်တော်ကိုဆုံးမခဲ့တဲ့စကားလေးတစ်ခွန်းရှိပါတယ်တခြားသူတွေကိုမချစ်ခင်ကိုအရင်ချစ်တတ်အောင်သင်ယူရမယ်ဆိုတဲ့စကားလုံးလေးပါအဲ့ဒီအရွယ်တုန်းကအဖေကျွန်တော်ကိုဆုံးမခဲ့တဲ့စကားလုံးတွေဟာဘာတွေလဲဆိုတော့ကျွန်တော်တကယ်မသိခဲ့ပါဘူးကျွန်တော်တို့တွေဟာလူတိုင်းရဲ့ဂရုစိုက်ခံရမှုတွေကိုရရှိဖို့ကြိုးစားရင်းနဲ့ပဲကိုဂရုစိုက်ဖို့မေ့သွားတတ်ကြပါတယ်လူတိုင်းစီကချစ်ချင်းမေတ္တာတွေကိုရရှိဖို့ကြိုးစားရင်းနဲ့ပဲကိုချစ်ဖို့မေ့သွားတတ်ကြပါတယ်ဒီနေ့ကျွန်တော်တောင်ပေါ်တက်လာရင်းနဲ့ပဲငက်ကလေးတွေရဲ့တချင်းဆိုတဲ့တွေကြားထဲမှာကျွန်တော်ကိုနားလည်လာပါတယ်တချို့သောအချိန်တွေမှာကျွန်တော်တို့လိုအပ်နေတာကတခြားသူတွေစီကလာတဲ့ချစ်ချင်းမေတ္တာတွေမဟုတ်ပါဘူးကိုနားထောင်ပေးမယ်ဆိုတဲ့အချိန်လေးတစ်ခုရဲ့ကိုခွဲလွတ်ပေးရမယ်ဆိုတဲ့အစိမ်းလေးတစ်ခုရဲ့ပါကိုချစ်ပါကိုအချိန်ပေးပါဂရုစိုက်ပေးပါကိုချစ်တယ်ဆိုတာကတကူကောင်းဆန်ခြင်းမျိုးမဟုတ်ပါဘူးကိုစိတ်ကပျော်ရွှင်ပြီးတော့တက်ကြွနေမှသာလေကိုပတ်ဝန်းကျင်မှာရှိတဲ့လူတွေရဲ့စိတ်ကိုပျော်ရွှင်အောင်လုပ်ပေးနိုင်မဲ့ရည်ရွယ်ချက်လေးတစ်ခုနဲ့ရှင်သန်ပါဒီအသက်အရွယ်မှာအဖေကျွန်တော်ကိုဆုံးမခဲ့တဲ့စကားလုံးတစ်လုံးချင်းစီရဲ့အတိတ်ပဲကိုကျွန်တော်နားလည်သဘောပေါက်လာပါပြီဘဝတစ်ခြားလုံးမှာကိုကသာကိုနဲ့တူအမြဲရှိနေမဲ့သူပါ